ဘာလို့လာချက်တဲ့ခင်းရည်သည်ငပိရက်မကြီးသည့်အနှစ်ကိုထမင်းစားစုံတစ်စုံခန့်ထည့်တယ်စားလက်ဖေးစုံတဝက်နီးပါးလောက်ထည့်တယ်အချုံမုတ်နှစ်စုံခန့်ထည့်တယ်မကြိုက်မထည့်နဲ့ပြီးရင်မွေတယ်ပူနေတဲ့စီထဲမှာညင်ငပိကိုထမင်းစားစုံတစ်စုံခန့်ထည့်ပြီးတော့စီတက်တယ်ငါပြားရည်ကိုသမင်းစားစုံနဲ့သုံးစုံကထည့်ပြီးတော့ထည့်တယ်စီတက်တယ်ဘာလီထားတဲ့ရေရုပ်သီးစိမ့်တွေကိုစီတက်တဲ့ထဲမှာထည့်တယ်ဒီလိုထည့်တော့မော်နာပေါ့ဗျာပြီးတော့မွေတယ်ဗျာမွေတယ်စနေကိုတပိတ်စုံနဲ့တစ်စုံတော့ထည့်တယ်အယောင်နေမှုကိုတပိတ်စုံနဲ့သုံးစုံတော့ထည့်တယ်အယောင်လေးလှအောင်လုပ်ပေါ့ဗျာမွေတယ်ဒီကြက်မုတ်ကိုယူပြီးတော့ခုလိုပဲလဝက်ဆောင်နဲ့ရိုက်ချပစ်လိုက်တယ်ဗျာပြီးတော့မွေတယ်ဗျာမွေတယ်အဆက်မရမွေတယ်ခုတော့ခရမ်းရည်သီးလေးကိုယူပြီးတော့စီတက်ထားတဲ့ထဲမှာထည့်တယ်ဗျာပြီးရင်ကျွန်တော်ဗာဆက်လုပ်မယ်ထင်တယ်မွေမယ်အောင်းဆုံးဆက်ထားတဲ့ထဲမှာရောင်လေးလှသွားပြီအချူတက်လေးပါအောင်လို့ပဲငယ်ပြအပြည့်ငန်းလေးခေါ်ကြာညုတ်ကိုထည့်ပြီးတော့မွေတယ်ဗျာအဲ့စိုးနဲ့ပဲအိုးထဲမှာမွေတယ်ဗျာဆက်လေးစားချင်တာနဲ့ယူသီးချက်မှုတွေထပ်ပြီးတော့ထည့်တယ်ဗျာထည့်ဗျာဆက်ပြဲလေနော်ထည့်ဗျာထည့်တယ်ဗျာထည့်တယ်မွေတယ်ပြီးဘာလို့ကျိုးတင်ဆက်ထားတဲ့အရသာတွေကိုအိုးတွေကိုလောင်းထည့်လိုက်တယ်ဗျာပြီးရင်ကျွန်တော်ဗာဆက်လုပ်တယ်ထင်တယ်မွေတယ်အဆက်မပြတ်မွေတယ်ရောင်းပါနဲ့မွေတယ်မွေရတာအားမရတော့ပေးရရှိတဲ့ဇုံးမှာယူပြီးတော့ထပ်မွေပြန်တယ်ဗျာမွေတယ်ဒီလိုနဲ့ပဲကြော်ချက်တဲ့ခရမ်းရည်သီးငပိချာရှီနဲ့ပကံလုံးလောင်ထည့်ပြီးတော့ကြက်သွားလေတတိပေါ့ဗျာပြင်းနေဗျာဒါပဲဗျာ